ဒီမိန်းကလေးကတော်တော်လေးတော့ထူးဆန်းနေဗျကိုငိုအောင်လို့ကိုမျက်နှာကိုလက်သီးနဲ့တိုက်ရိုက်ထိုးတယ်ဒါတင်အားမရသေးလို့လူတိုင်းကိုချက်ချင်းမျက်ရည်ကျစေနိုင်တဲ့စက်တုံတွေမုံညင်းစေမက်စတာတွေပါသုံးလိုက်သေးတယ်ဒါပေမဲ့သူ့ရဲ့အာနိသင်ကအဲ့ဒီမိန်းကလေးတယောက်တည်းကိုတင်မဟုတ်ပဲကုမ္ပဏီချုပ်ပါလိုက်ပြီးမျက်ရည်ကျရတဲ့အထိဖြစ်သွားတာတကယ်တော့ဒီမိန်းကလေးကပင်လယ်အောက်ကအစင်ခလန်ရဲ့မင်းသမီးလေးဖြစ်နေတာပါသူကမစ္စတာကူမဂီလ်ရဲ့အသက်ကိုမတော်တဆကယ်တင်ခဲ့ဘူးပေမဲ့အဲ့ဒီလိုကယ်တင်လိုက်ရင်းနဲ့ပဲအစင်ခလန်ရဲ့အထွတ်အမြတ်ဖြစ်တဲ့ပင်လယ်မြဝန်းအေးဗဆယ်ကမစ္စတာကူစီကိုမှားယွင်းပြီးရောက်သွားခဲ့ပါတယ်အဲ့ဒီအမှားကြောင့်ပဲမိန်းကလေးဟာပင်လယ်ကဘာကနေနှင်ထုတ်ခံရပြီးအဲ့ဒီအထွတ်အမြတ်ပစ္စည်းကိုပြန်ရှာဖို့လူလောကထဲရောက်လာခဲ့တာပါအဲ့ဒီပင်လယ်မြဝန်းမရှိဘဲနဲ့တော့သူ့ရဲ့မော်စွမ်းတွေကဘာမှသုံးစားလို့မရဘူးလေပစ္စည်းလိုက်ရှာရင်မစ္စတာကူရဲ့အဆောက်အဦကိုရောက်သွားတော့လုံခြုံရေးတွေကသူ့ကိုတကိုးထင်ပြီးလိုက်ဖမ်းကြပါလေရောမိန်းကလေးကကြောက်လန့်တကြားနဲ့ကယ်ကြပါဦးလို့អော်လိုက်တဲ့အချိန်မှာပဲအံ့ဩစရာကောင်းအောင်မစ္စတာကူကသူ့ရှေ့မှာချက်ချင်းပေါ်လာပါတယ်မစ္စတာကူကလည်းသူဘယ်လိုရောက်လာမှန်းမသိပဲလန့်သွားပြီးမိန်းကလေးကိုမေးတာပေါ့မိန်းကလေးကလည်းအမှန်တိုင်းအကုန်ပြောပြလိုက်တယ်မစ္စတာကူရဲ့ရင်ဘတ်ထဲမှာပင်လယ်မြဝန်းလေးတောက်ပနေတာကိုမြင်လိုက်ရတော့သူလည်းတော်တော်လေးအံ့ဩသွားခဲ့တာပေါ့ဒါပေမဲ့ဘာမှမပြောရသေးခင်မှာပဲလုံခြုံရေးတွေကမိန်းကလေးကိုအပြင်ကိုဆွဲထုတ်သွားကြပါတယ်မိန်းကလေးကတော့သူ့ရဲ့ပင်လယ်မြဝန်းကိုပဲပြန်လိုချင်တာပါပြီးခဲ့တဲ့တစ်ခေါက်တုန်းကသူဒုက္ခရောက်ပြီးငိုနေတဲ့အချိန်မှာမစ္စတာကူသူ့ရှေ့ရောက်လာတာကိုသတိရသွားလို့အခုလည်းမစ္စတာကူကိုပြန်ခေါ်ဖို့အတွက်ကိုအတင်းငိုအောင်လုပ်နေတာပဲဖြစ်ပါ